ဖြေမထွက်တဲ့မိကွန်းလားဖြေမှားတဲ့ဥစ္စာလားဒေါက်တာငိမ့်ငိမ့်ကျမကစာသင်ခန်းထဲမှာကလေးတချို့ရဲ့တွေးတွေကိုသိကျင်တဲ့အခါသင်ခန်းစာနဲ့မဆိုင်တဲ့မိကွန်းတွေမိတတ်တဲ့ဆရာမျိုးပါသင်ခန်းစာအပြင်ကိုထွက်ရတာကြိုက်တဲ့သူမျိုးလို့ပြောနိုင်ပါတယ်တတ်နိုင်ရင်တကူရဲ့စာသင်ကျောင်းလို့တရိပ်အောင်မှအေးလူလူထိုင်ရင်အတွေးခေါ်ရီဖလဲရင်စာသင်မှန်းမသိသင်ရင်အချိန်ကုန်တာမျိုးကိုနှစ်သက်သူပါထားပါလေဒီနေ့တော့ကျမကသူတို့ကိုဇညွန်းတင်တဲ့တခုကျမတက်ခဲ့တော့ကသင်ခန်းစာအကြောင်းပြောပြတယ်တခါတော့ကရှေ့လေပိုင်းဒေတာမှာစစ်ဖြစ်နေတဲ့အချိန်သက်စွန်ဆံပြားသတင်းလိုက်ယူတဲ့သတင်းတောက်မျိုးသမီးတယောက်အကြောင်းပါသူကမိန်းကလေးတယောက်ငယ်ရွယ်နှုပြိုလှပတက်ကြွတဲ့ခေတ်သမီးပြိုပါဝါသနာလျောက်သတင်းတပ်ပုံတွေရိုက်ပြီးကဘာကိုအလင်းဖွင့်ပေးနေသူလို့ကြီးကြီးကျယ်ကျယ်ပြောရမှာပေါ့သူ့ရဲ့အလုပ်တွေသူကအသက်ကိုပါပြီးထားလောက်အောင်မျက်နှိုးသူပါစစ်ပွဲတွေကိုလိုက်ပြီးသတင်းယူတဲ့တပ်ပုံသတင်းတောက်ဆိုတာလွယ်တာမှမဟုတ်တာအချိန်မီအသက်ဆုံးရှုံးနိုင်သူပါသူတို့ရဲ့သတင်းတပ်ပုံတွေအောင်မြင်ခဲ့ရင်လေကဘာကျော်သည့်အထိနာမည်ကြီးပါတယ်အဲ့လိုသတင်းတောက်မလေးဟာဒီနေ့မှာတော့စစ်ပွဲတစ်ခုလေကိုရောက်သွားပဲပါတယ်တိုက်ပွဲကြီးပြင်းထန်နေတဲ့မြို့တစ်မြို့ရဲ့ရက်ွက်တစ်ခုကတိုက်ကြိုတိုက်ကြားမှာပုံအောင်ရင်သတင်းတပ်ပုံတွေရိုက်နေပါတယ်အဲ့ဒီအချိန်မှာပဲသူ့ကင်မရာရဲ့မြင်ကွင်းမှာတက်3-4နှစ်အရွယ်မိန်းကလေးတယောက်ကိုတနက်နဲ့ချိန်ခံထားရတဲ့ပုံပေါ်လာပါတယ်မိန်းကလေးကသူနဲ့မျက်နှာချင်းဆိုင်နေထားမှရှိနေပြီးတနက်နဲ့ချိန်ထားသူကတော့သတင်းတောက်မလေးကိုကြော်ခိုင်းထားတယ်မိန်းငယ်လေးကသတင်းတောက်မလေးကိုမြင်နေတယ်တနက်နဲ့ချိန်ခံထားရတဲ့အတွက်ကြောက်လွန်ပြီးဘာမှလည်းမပြောနိုင်အတန်လည်းမထွက်နိုင်ပဲဖြစ်နေခဲ့တယ်လူမျိုးရေးစစ်ပွဲဖြစ်နေတော့ဒီမိန်းကလေးငယ်ဟာအသက်ရှင်ဖို့မလွယ်ပါဘူးဒါကိုသိနေပုံရတဲ့မိန်းကလေးငယ်ဟာသတင်းတောက်မလေးရှိရာဘက်ကိုကိုညီတောင်းခံတဲ့မျက်လုံးတွေနဲ့လှမ်းပြီးကြည့်နေတယ်တဲ့ဒါကိုကင်မရာကတဆင့်သတင်းတောက်မလေးကမြင်နေရပါတယ်သူကပုံကွယ်နေတဲ့တိုက်ကြားကနေရှေ့ကိုမထွက်ခဲ့ပေမဲ့အဲ့ဒီမြင်ကွင်းကိုမိမိရမှတ်တမ်းတင်နိုင်ခဲ့တယ်နောက်တော့သူရိုက်ခဲ့တဲ့အဲ့ဒီတပ်ပုံတွေဟာထင်ရှားကျော်ကြားလာပြီးသူလဲကဘာကျော်သတင်းတပ်ပုံသမားအဖြစ်နာမည်ကျော်သွားခဲ့တယ်အဲ့ဒီပြင်မျက်လုံးလေးတွေနဲ့လှမ်းပြီးအကူကြီးတောင်းခံနေတဲ့မိန်းငယ်လေးရဲ့တပ်ပုံကြောင့်သူဆုရတယ်ဆုကြီးငွေတွေအများကြီးရမယ်ထင်ပါတယ်ဒီနေ့ကတော့သူအဲ့ဒီဆုကိုလက်ခံရတော့မယ်နေ့ပါပဲမနေ့လင်းကလေးကမတွက်မလက်နဲ့မလုံမရှားခြင်းဖြစ်နေတယ်သူ့စပွဲပေါ်ကဖိတ်စာနဲ့တပိုင်းတစမြင်နေရတဲ့တပ်ပုံတွေကအကူကြီးတောင်းနေတဲ့မျက်လုံးတစ်စုံဟာသူ့ကိုကြည့်နေတော့မယ်လို့သူခံစားနေရမယ်ထင်ပါတယ်တဲ့ဇလန်းရုပ်ရှင်ကအဲ့ဒီမှာပြီးသွားတယ်တင်နန်းဆရာကကျမတို့မေးလိုက်တယ်အဲ့ဒီသတင်းတော့စူပေးပွဲကိုသွားသလားတဲ့ကျမလည်းတန်းထဲကကလေးတွေကိုဆရာမေးတဲ့အတိုင်းပဲမေးလိုက်ပါတယ်မင်းတို့သာအဲ့ဒီသတင်းတော့ဖြစ်ခဲ့ရင်စူပေးပွဲသွားမှလားလို့ပါသူတို့ပြရခတ်သွားတယ်အချင်းချင်းတီးလို့ပြောကြတယ်လက်ထောင်ပြီးဖြေပြောပါလို့ကျမဖိတ်ခေါ်လိုက်ချိန်မှာမိန်းကလေးတယောက်ကသူသာဆိုရင်စူပေးပွဲကိုသွားမှလို့ဖြေတယ်ဒီတပ်ပုံကိုရဖို့သူကိုယ်တိုင်တက်ဆွန့်စူးစမ်းခဲ့တဲ့အတွက်ဒီစုကိုသူယူတဲ့နဲ့အဲဒီကရတဲ့ပိုက်ဆံနဲ့ဒုက္ခရောက်နေတဲ့တခြားကလေးငယ်တွေကိုကူညီနိုင်ဖို့သူစုယူရမယ်တဲ့ရွေချက်ကောင်းပါပဲလို့ကျမပြောလိုက်တယ်အဲ့ဒီကြောင့်လူမိန်းကလေးလိုပဲကျန်တဲ့သူတော်တော်များများကစုပေးပွဲကရတဲ့ငွေနဲ့ပရာဟိတအကျိုးဆောင်ရွက်နိုင်တယ်လို့ပြောကြတယ်နောက်ယောက်ျားလေးတယောက်ကတော့သူသာဆိုရင်တေးချင်းသေးပါစေကလေးကိုကယ်လိုက်မယ်လို့ပြောတယ်ဘာလို့လဲဆိုတော့သူတစ်သက်လုံးအဲ့ဒီကလေးကိုမကယ်လိုက်နိုင်ဘူးဆိုတော့နောင်တစိတ်နဲ့မနေချင်ဘူးစိတ်မလုံးဘူးလို့ပြောတယ်ကျမကသူ့ကိုကြည့်လိုက်တဲ့အခါမတူတဲ့အဖြေကြောင့်ဘာဖြစ်မလဲကျမဘာပြောမလဲဆိုတာသူသိချင်နေပုံရတယ်ကျမပြုံးပြလိုက်တယ်နောက်တစ်ယောက်ကတော့ပိန်ဖြော့ဖြော့လူငယ်လေးပါသူကမျက်ရည်တွေဝဲနေတယ်
သူကတော့မိန်းကလေးကိုမကယ်နိုင်ခဲ့တဲ့အတွက်တပ်ပုံစုလည်းမယူဘူးတစ်သက်လုံးကင်မရာလည်းမကင်တော့ဘူးတဲ့သူနှစ်သက်တဲ့အလုပ်ကိုပါဆွန့်လွတ်လိုက်မိတယ်ကျမလည်းသူနဲ့အတူမျက်ရည်ဝဲခဲ့ရတယ်နောက်ယောက်ျားလေးတစ်ယောက်ကတော့အလားတူဖြစ်ရတစ်ခုကြောင်းပြောပြတယ်အာဖရိကမှာအငတ်ပေးစိုက်တဲ့အချိန်တေလူဆဲဆဲဖြစ်နေတဲ့မိမတစ်ယောက်နှစ်ဘေးမှာလင်းသားတစ်ကောင်ကအသက်ထွက်မှာကိုထိုင်ဆောင်နေတဲ့တပ်ပုံဟာကဘာကြော်ခဲ့တယ်တဲ့အဲ့ဒီပုံလေးထွက်လာရောလူများကတပ်ပုံဆရာကိုဝိုင်းပြီးဝေဖန်တာနဲ့တပ်ပုံဆရာဟာကိုတက်တည်သွားခဲ့တဲ့သူလည်းပြောပြရင်မျက်နှာတွေနှိလာတယ်ကျမလည်းသူ့လိုပဲမျက်ရည်တွေလဲလာပြန်တယ်နောက်ဆုံးတော့လူ90ကျော်ရှိတဲ့အတန်းထဲမှာအများဆန္ဒသိရအောင်ဆိုပြီးအဲ့ဒီစုပေးပွဲတက်ဖြစ်မယ်လို့ထင်တဲ့သူတွေလက်ထောက်ပါလို့ပြောလိုက်တဲ့အခါကျမကိုပြောပြခဲ့တဲ့ယောက်ျားလေး3ယောက်ကလွဲပြီးကြံကြားမအားလုံးလက်ထောင်ကြတယ်ကျမအံ့အားသင့်သွားပြီမဲ့သူတို့အဖြေကိုလက်ခံပေးခဲ့တယ်သူတို့မှအကြောင်းပြချက်ကောင်းတွေကိုစီရှိနေတာကျမသိလို့ပါဒါပေမဲ့တခွန်းတော့ပြောလိုက်တယ်ဆ iam မကတော့အဲ့ဒီတုန်းကမင်းတို့လိုလက်မထောင်နိုင်ခဲ့ဘူးကွယ်လို့ပါကျမရဲ့စာသင်ခန်းဟာကျမအတွက်တော့စိတ်ဖိစီးမှုတွေကိုမျှဝေရနေရာတစ်ခုဖြစ်ခဲ့ပါတယ်ကလေးတွေနဲ့ကျမအယူဆမတူတာတွေခံစားချက်မတူတာတွေရှိပေမဲ့သူတို့ရှိကခံစားချက်တွေကိုကျမလက်ခံပေးနိုင်ပါတယ်ကျမတို့ဟာအသက်အရွယ်နဲ့အတွေ့အကြုံကွာတာကလွဲရင်လူသားတွေကြီးဖြစ်နေလို့ပါကျေးဇူးတင်ပါတယ်ရှင်